ဒီကနေ့ဗီဒီယိုမှာဖုန်းနံပါတ်မှားပြီးတော့ပြတ်ထားမိတဲ့ data တွေဖုန်းနံပါတ်တွေကျွန်တော်တို့ကဒီဓာတ်ပုံတွေဗီဒီယိုတွေကိုဘယ်လိုမျိုး recovery ပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာဒီ brother တို့မိတ်ဆွေတို့ကိုပြန်လည်ပြီးတော့မှ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။ပထမဆုံးအနေနဲ့ကျွန်တော်တို့က gallery တက်ကိုအရင်ဆုံးဝင်လိုက်ပါ။ဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဗီဒီယိုတွေကိုတွေ့ရမှာဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုတွေကိုကျွန်တော်တို့ကအရင်ဆုံးဖြတ်လိုက်ပါမယ်ဗျ။အစမ်းဘာလို့ရှေ့လေးမှာတင်အကုန်လုံးဖြတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးကတော့တပ်ပုံမှာအပေါ်ဆုံးကနှစ်ခုရတယ်ကျွန်တော်တို့က 0.21 ဆိုပြီးတော့မှဗီဒီယိုလေးတွေရှိတယ်ဗျအဲ့ကောင်လေးတွေအရင်ဆုံးဖြတ်လိုက်မယ်ဒီမှာတပ်ပုံတွေနဲ့အကုန်လုံးပါပါတယ်ဗျဒီတပ်ပုံတွေရောအကုန်လုံးဆိုတော့ဒီမှာထည့်လိုက်မယ်ဖြတ်လိုက်မယ်ဒီအောက်ကဟိုင်းမနေရဟိုင်းပါအကုန်လုံးဖြတ်လိုက်ပါမယ်ဗျဖြတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအမှန်ရှိလေးရှင်းပြီးသွားပြီဆိုလို့ရှိရင်အောက်ဆုံးက delete ကိုနှိပ်လိုက်ပါဗျဒီ delete ကိုကျွန်တော်တို့ကအရင်ဆုံးနှိပ်လိုက်ပါမယ်ရွေးလိုက်ပါဗျဒီမှာဆိုလို့ရှိရင် remove to trust ဆိုပြီးတော့မှဆို delete remove လုပ်လိုက်ပါမယ်ဗျ delete ဖြတ်လိုက်ပါမယ်ဟုတ်ကဲ့ဒါမျိုးလေးတွေပြတ်လိုက်ပြီဆိုလို့ရှိရင်တော့တပ်ပုံတွေကတော့ဗီဒီယိုတွေကတော့အကုန်လုံးပြတ်သွားပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးပြတ်သွားပြီဆိုလို့ရှိရင်တော့ဒီခုနကတော့ဖြတ်လိုက်တဲ့ဟာတွေကိုအကုန်လုံး restore ပြန်ပြီးတော့ယူလို့ရမှာပဲဖြစ်ပါတယ်ဒီမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအောက်ဆုံးက gallery တဲ့ကိုတစ်ချက်ဝင်လိုက်ပါဗျ alpha နဲ့ကိုကျွန်တော်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်ဆုံးမှာကျွန်တော်ကအချောင်းလေး၃ချောင်းတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုကျွန်တော်တစ်ချက်ရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနားတော့ခုနကဒီမှာ delete ပုံစံမျိုးလေးထွက်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ခုနကဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေကိုအကုန်လုံးဒီနေရာမှာပြန်ယူလို့ရမှာပဲဖြစ်ပါတယ်ဗျတကယ်လို့များမယူခြင်းဘူးဆိုလို့ရှိရင်လည်းလုံးဝ delete ဖြတ်ချပိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာဗီဒီယိုဓာတ်ပုံတစ်ခုတည်းဆိုလို့ရှိရင်တော့ရွေးပြီးတော့တစ်ချက်ထောက်လိုက်လို့ရတယ်ကျွန်တော်ကအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုတွေရောဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုကျွန်တော်ကဓာတ်ပုံလေးအပေါ်ကိုကြာလေးဖိထားလိုက်ပါဗျဖိထားလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာအမှန်ရှစ်လေးတွေတွေ့ရပါလိမ့်မယ်ဗျဒီအမှန်ရှင်းလေးတွေကိုအကုန်လုံးလိုက်ပြီးတော့မှကိုလိုချင်တဲ့အကုန်လုံး step မှတ်လို့ရပါတယ်ဗျဒီလိုမျိုးမှတ်ရှင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က all ဆိုတာကိုရွေးလိုက်လို့ရပါတယ်ဗျကျွန်တော် all ဆိုတာကိုရွေးလိုက်မယ်ရွေးလိုက်ပြီဆိုလို့ရှိရင်တော့လုံးဝဒီဓာတ်ပုံတွေကိုမလိုချင်တော့ delete ဖျက်ချခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအောက်မှာ delete all ဆိုတာကိုတွေ့ရပါတယ်ဗျဒီတော့ delete all နဲ့မလုပ်ချင်ဘူးပြန်လဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်ဆုံးက restore all ဆိုတာကိုရွေးပြီးတော့နှိပ်လိုက်လို့ရပါတယ်ဗျကျွန်တော်ကတော့ဒီနေရာမှာ restore all ဆိုတာကိုရွေးပြီးတော့မှယူလိုက်ပါမယ်ဗျခဏလေးစောင့်လိုက်ပါဒီလိုမျိုးယူလိုက်ပြီဆိုလို့ရှင်တော့ခုနကတော့ဒီရှာတဲ့ကိုအရင်ဆုံးဝင်လိုက်မယ်ဒီမှာကျွန်တော်ခုနကတော့ဒီဖြတ်လိုက်တဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ကဒီနေရာမှာပြန်ရောက်လာမှာပဲဖြစ်ပါတယ်ဗျဒီဟာကတော့ကျွန်တော်တို့ကဓာတ်ပုံတွေကျွန်တော်တို့ကဗီဒီယိုတွေကိုယူပြပေးထားတာဖြစ်ပါတယ်ဗျနောက်တစ်ခုကိုဆက်ပြီးတော့တွားလိုက်အောင် contact ဒီ contact တွေကတော့ကျွန်တော်တို့ကဖုန်းနံပါတ်တွေအရင်တော့ဖုန်းနံပါတ်တွေပြန်လိုချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့က Facebook ကောက် Messenger ရှိမှရရှိမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်တို့က Facebook ကောက်ထဲကိုဝင်ဖို့အတွက်ဆိုလို့ရှင်တော့ကျွန်တော်တို့က VPN လေးကိုအရင်ဆုံးခဏဖို့တော့လိုအပ်ပါမယ်ဗျခဏပြီးသွားပြီဆိုလို့ရှင်တော့ဒီမှာ Facebook ကောက်ထဲကိုအရင်ဆုံးဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီအပေါ်ဆုံးမှာကျွန်တော်တို့အချောင်းလေး၃ချောင်းတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုတစ်ချက်ရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှင်တော့ဒီမှာ setting and privacy တဲ့ကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှင်တော့ setting နဲ့ကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါဗျဝင်ပေးလိုက်ပါခဏလေးစောင့်ပေးလိုက်ပါsetting နဲ့ကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးမှာကျွန်တော်ကြိုက်တဲ့နေရာကိုရွေးပြီးတော့ထောက်လိုက်ပါဗျကျွန်တော်ကတော့အဆင်ပြေတဲ့နေရာကိုလွတ်လပ်တဲ့နေရာမှာဒီနေရာလေးမှာပဲထောက်လိုက်ပါမယ်ထောက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က user information and ကျွန်တော်တို့က permission ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုကျွန်တော်ကဆက်ပြီးတော့ရွေးလိုက်ပါကျွန်တော်တို့ကရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကအောက်က envelope ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျ envelope connect ဆိုတာကိုတွေ့ရနိုင်မယ်ဒီ connect ကိုအရင်ဆုံးရွေးပေးလိုက်ပါခဏလေးစောင့်ပေးလိုက်ပါဗျရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာ Facebook ဆိုတာကိုရှိတယ် Messenger ဆိုတာကိုရှိရတယ်ဗျအပေါ်နဲ့အောက်နဲ့အရင်ဆုံးကျွန်တော်တို့က Facebook ကိုအရင်ဆုံးဝင်လိုက်ပါဝင်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါတို့မိတ်ဆွေတို့ကဒီနေရာမှာကျွန်တော်တို့ကcontext နေရာမှာဒီနေရာမှာអော်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာလေးကိုဆက်ပြီးတော့မှအုံပေးလိုက်ပါဗျကျွန်တော်တို့ကអော်ထားတယ်ဆိုလို့ရှိရင်အုံပေးလိုက်ပါအုံပြီးသွားပြီဆိုလို့ရှိရင်တော့ back နည်းနည်းပြန်ထွက်လိုက်ပါထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးကကျွန်တော်တို့က Messenger လေးကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါဗျအချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကကျွန်တော်တို့က envelope connect ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုဆက်နှိပ်လိုက်ပါဒီ envelope connect ကတစ်ချက်ပြပေးပါမယ်ဒီမှာ on ထားတာဖြစ်ပါတယ်ဗျဒါတို့မိတ်ဆွေလို့ရှိရင်မှာ off ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က on ပြီးပြန်ပြီးတော့ on ပေးလိုက်ပါဒီကောကျွန်တော်တို့ဒီနေရာလေးမှာပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တစ်ခါပြန် off လိုက်ပါမယ်ဗျ off လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ off ထားတာဖြစ်ပါလိမ့်မယ်ဗျဒီလိုမျိုး
အော်ထားတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အုံပေးရမှာပဲဖြစ်ပါတယ်ဗျဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်တော့အပေါ်ဆုံးကတန်းအောင်ဆိုလဲဟာလေးကိုဆက်ပြီးတော့ရွေးပေးလိုက်ပါဗျနှိပ်လိုက်ပါမယ်ဒီဟာပြီးလို့ရှိရင်တော့အောက်ဆုံးကနောင်းစွာကိုဆက်ပြီးတော့ရွေးပေးလိုက်ပါဗျဒါဆိုလို့ရှိရင်တော့အွန်နာတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အောက်ကဟာလေးကိုကျွန်တော် manage တော့ connect ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ခဏလေးစောင့်ပေးလိုက်ပါဗျစောင့်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုးရင်တော့ဖြတ်ထားခဲ့လေကျွန်တော် connect တွေအကုန်လုံးကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ဗျတက်မှာအများကြီးပဲကျွန်တော်အရင်တော့ဒီဖုန်းတုံးလာတာတဲ့နှစ်နဲ့ရှင်ကြီးပေါ့အဲ့ဒါဆိုလို့ရှိရင်ဖုန်းနံပါတ်တွေကလည်းနည်းဦးဒီမှာဒါပြီးလို့ရှိရင်တော့ကျွန်တော်ကကိုလိုချင်တဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာရှာလို့ရမှာပဲဖြစ်ပါတယ်ဗျဒီနေရာမှာကိုလိုချင်တဲ့ဖုန်းနံပါတ်ကိုအရင်ဆုံးရှာလိုက်ပါဒီနေရာမှာရှာလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာကကျွန်တော်တို့ကအတုပ်ဆိုင်ဆိုတဲ့ဟာတွေကိုတွေ့ရပါလိမ့်မယ်ဗျဒီအတုပ်ဆိုင်လိုအားတွေကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်ကိုပြန်လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော်ဒီဖုန်းနံပါတ်ကိုပြန်ယူလို့ရမှာပဲဖြစ်ပါတယ်ဗျဒီဟာကတော့ကျွန်တော်တို့ကဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်เนาะဖုန်းနံပါတ်တွေဘယ်လိုမျိုးပြန်ယူရမလဲကျွန်တော်တို့ကဓာတ်ပုံတွေကိုဘယ်လိုမျိုးဝါကာဘာဒီပြန်ယူရမလဲဗီဒီယိုတွေကိုဘယ်လိုမျိုးဝါကာဘာဒီပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာဘာတို့မိတ်ဆွေတို့ကိုလက်တွေ့ပြောပြပေးထားတာဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကဘာတို့မိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုကျွန်တော်တို့ကတခြားမတိတဲ့သူတွေကို share ပေးဖို့ပဲဒီနေရာမှာတောင်းဆိုချင်ပါတယ်ဗျနောက်ထပ်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဘူတုတာတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel ရဲ့ကျွန်တော်ရဲ့ Facebook page တွေမှာရောကျွန်တော်တို့တွားရောက်ပြီးတော့မှ subscribe လုပ်ထားခဲ့လို့လည်းရပါတယ်ဗျ follow လုပ်ထားခဲ့လို့လည်းရပါတယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်